အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာတော့ chapter 25ရဲ့ vocab ကိုရှင်းသွားမှာဖြစ်ပါတယ်အဲဆိုကျွန်တော်ကြည့်ရအောင်ပေါ့နော်ပထမဆုံးက bad တွေပေါ့နော်G short case ရှိမယ်ကျွန်တော်တို့ must case ရှိမယ်ပေါ့နော်နှစ်ခုဆုံးမှတ်ထားပေးပါအဲ့တော့ခန်းကားရဲလူဆိုတာကျွန်တော်တို့ကဗာလဲဆိုစဉ်းစားတယ်ဆိုတဲ့တိတ်ပဲပါ group 2 bad ဖြစ်ပါတယ်ခန်းကားရဲ must ပေါ့နော်စဉ်းစားတည်ပေါ့နော်စက္ခုဆိုတာကျွန်တော်တို့ site ရောက်တယ်ဆိုတဲ့တိတ်ပဲတနေရာပေါ့နော် site ရောက်တယ်ဆိုရင် schema ဆိုပြီးတော့သုံးလေးရှိပါတယ်โอเคနော်နောက်တစ်ခုက Yugaku Suru ပေါ့နော် Yugaku Suru ဆိုတာဒီမှာခန်းကြည့်ရတယ်ပေါ့နော်group 3 bad ဖြစ်ပါတယ် Yugaku Shimasu ပေါ့နော်နိုင်ငံခြားမှာပညာသွားသင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါဥပမာမြန်မာနိုင်ငံနေထွက်ပြီးတခြားနိုင်ငံကိုသွားတယ်အဲ့ဒါဆို Yugaku Suru ပေါ့နော်ကျောင်းဆက်တက်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နိုင်ငံခြားမှာပညာဆက်သင်တယ်ပေါ့နော်Toru ဆိုတာကျွန်တော်တို့ယူတယ်ဆိုလည်းရတယ်ကျွန်တော်တို့Toshi ကို Toru ဆိုရင်ကျွန်တော်အသက်ကြီးတယ်လို့လည်းသုံးနေရှိပါတယ်နော်ရှာရှင်းကို Toru ဆိုရင်ဓာတ်ပုံရိပ်တယ်အဲ့မျိုးတွေအတွဲလေးမှတ်ထားရမှာပေါ့နော်သူတို့ဘာသာစကားမှာကျတော့တိုးဆိုတာယူတယ်ဆိုတာကိုကျွန်တော်ဓာတ်ပုံကိုယူတယ်လို့ကြာမပြန်တော့ဘူးအဲ့ချိန်ကျတော့ဓာတ်ပုံရိပ်တယ်ဖြစ်မယ်တိုးရှိကိုတိုးဆိုကျွန်တော်အသက်ကိုယူတယ်ဆိုတာမဟုတ်တော့ဘဲနဲ့အသက်ကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်မယ်ဟုတ်ပြီနော်အဲ့လိုအဓိပ္ပာယ်ပါတိုးရှိကိုတိုးလို့ပေါ့နော်နောက်တစ်ခုကတာရီတုပေါ့နော်တာရီတုဆိုတာဘာလဲဆိုလုံလောက်တယ်ဆိုတဲ့အဓိပ္ပာယ်ပါဟုတ်ပြီနော်လုံလောက်တယ်ဆိုတော့တာရီတုတာရီမတ်ပေါ့နော်လုံလောက်သည်နောက်တစ်ခုဆက်သွားအောင်အီနာကဆိုတာတောရွာကိုပြောတာပါဟုတ်ပြီနော်ညမှာဆိုရင်တော့ကျွန်တော်တို့ဟွာပေါ့နော်ရွာပေါ့နော်အဲ့လိုမျိုးဟာပါအတူတူပါပဲဒီတိုင်းပဲပေါ့နော်အီနာကနီစွန်တဲ့ imas ပေါ့နော်ဟိုနော်တောရွာဘက်မှာနေတယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ကျွန်တော်တို့မြို့ဆိုရင်ဘယ်လိုပြောမလို့တိုကိုင်းပေါ့တိုကိုင်းဆိုတာမြို့ပေါ့နော်နောက်တစ်ခုကchance ဆိုတာကျွန်တော်တို့အခွင့်အရေးကိုပြောတာပါchance ကို scam မှုဆိုပြီးကျွန်တော်သုံးလို့ရှိပါဒီဘက်နဲ့တွဲသုံးတယ်ပေါ့နော် scam မှုဆိုတာဖမ်းဆုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ခွင့်ရေးတွေကိုဖမ်းဆုပ်တယ်အဲ့လိုအဓိပ္ပာယ်နော်အဲ့တော့ကျွန်တော် chance ကိုကျွန်တော်နောက်တစ်ခုသူတို့ဟိုပါပေါ့နော်ဒါကအင်္ဂလိပ်စကားလုံးကနေလာတာ chance ကနေလာတာပေါ့နော်အဲ့တော့ကျွန်တော်တို့သူတို့မှာဘယ်လိုခေါ်လေးရှိလေးရရှိလို့ဆိုရင် key ကိုင်းလို့ခေါ်လေးရှိပါတယ် key ကိုင်းဆိုတာဆက်လို့လဲကျွန်တော်ဘာသာပြန်လို့ရခန်းကြီးတော့မတူဘူးပေါ့နော်ဒီ key ကိုင်းဆိုတာလည်းအခွင့်အရေးဆိုတဲ့အဓိပ္ပာယ်ပါပဲဟုတ်ပြီနော်နောက်တစ်ခုက oku ပေါ့နော် oku ဆိုတာတန်းတရာကိုပြောတာပါတန်းတရာဆို100 million ပေါ့နော်နောက်မှာ36လုံးရှိမှာနော်အားလုံးပေါင်းကျွန်တော်တို့38လုံးအဲ့ဒါကို ichi oku လို့ပြောပါတယ်နောက်တစ်ခု moshi tara ပေါ့နော်တကယ်လို့ခဲ့တယ်ရင်ဆိုတဲ့အဓိပ္ပာယ်တကယ်လို့ပေါ့နော်တကယ်လို့ဆိုတကယ်ကိုပေါ့နော်တွေးထားတဲ့ပုံစံကိုပြောတာဥပမာအဖြစ် moshi တကယ်လို့တာနော်တာကာရာဂူချီကအတတာအတာရုကလာပါတယ်တာကာရာဂူချီဆိုတာထီပေါ့နော်ထီတာပေါက်ခဲ့မယ်ဆိုရင်ရှင်ငေါတုကိုရမယ်မတ်အဲ့တော့အလုတ်ကိုထွက်ပါမယ်တဲ့အဲ့လိုအဓိပ္ပာယ်ပါအဲ့တော့တကယ်လို့ပေါက်ခဲ့ရင်ပြောတာပေါက်နေပြီလားဆိုမပေါက်သေးဘူးတကယ်လို့သာအဲ့လိုဖြစ်ခဲ့မယ်ဆိုရင်ဟုတ်ပြီနော်ကျွန်တော်တို့အဲ့လိုမျိုးအချိန်မှာကျွန်တော်မိုးရှိတာရဆိုတဲ့ကျွန်တော်ဖောင်းဟောနော် grammar found လေးရှိပါတယ်အဲ့ဒါလေးနဲ့သုံးလေးရှိပါတယ်အဲ့တော့ imi ပေါ့နော် imi ဆိုတာကျွန်တော်အဓိပ္ပာယ်ကိုပြောတာပါဥပမာအားဖြင့်ကျွန်တော်တို့ဒီနေရာမှာပေါ့နော်ကျွန်တော်တို့မသိတဲ့စကားလုံးတခုခုန chance ကိုကျွန်တော်မသိဘူးဗျာ chance နော် imi က nan das ka ဟုတ်ပြီနော်အဲ့မျိုးအဓိပ္ပာယ်ပါအဲ့မျိုးမေးလို့ရတာပေါ့တခုကိုနားမလဲစကားလုံးဆိုရင်အဲ့မျိုးမေးတယ်ပေါ့နော်တခုခုပေါ့နော်ဒီနေရာမှာ forget တခုခုထည့်မယ်နော် imi က nan das ka အဲ့လိုမျိုးပေါ့နော်နားမလဲတခုလေးကိုအဲ့လိုမျိုးမေးပေါ့နော်လုံးမှာပဲဖြစ်ဖြစ်ပေါ့နော်moshi moshi ဆိုတာပါဆို hello ဆိုတဲ့အဓိပ္ပာယ်ပါဖုန်းပြောတဲ့အခါမှာသုံးတယ်ပေါ့နော်အဲ့တော့တန်းခင်းဆိုတာကျွန်တော်တို့အလုပ်ပြောင်းခြင်းဆိုတဲ့အဓိပ္ပာယ်ပါโอเคဆက်ပြီးတော့သွားရအောင်ပေါ့နော်ခိုးတိုဆိုတာအကြောင်းလို့ပြောတာပေါ့နော်ဥပမာအားဖြင့်ဆိုရင်ကျွန်တော်တို့ဝါတာရှိနောခိုးတိုဆိုရင်ကျွန်တော်အကြောင်းပေါ့ဟာဟာနောခိုးတိုဆိုရင်အဖေမိအကြောင်းပေါ့အဲ့လိုအဓိပ္ပာယ်ဟိမဆိုတာကျွန်တော်ဟိမနာလာပါနားဖြုတ်ထားတာပေါ့နော်အားလက်တော်ဆိုတဲ့အဓိပ္ပာယ်ပါ adjective ဖြစ်ပါတယ်အဲ့တော့ဟိမနာကြီးခံဆိုတာအချိန်ကိုပြောတာပါဟိမနာကြီးခံဆိုရင်ဘာလဲဆိုအားလက်တော်အချိန်အဲ့မျိုးဟာပေါ့အဲ့မျိုးနေရာမှာသုံးတယ်ပေါ့နော်အီရိုဆိုတာကျွန်တော်ဒီအားထည့်လိုက်ရတယ်ပေါ့နော်ဒါပေမဲ့ဟိုဆဲဝါနီနာဒီမတ်စတာဆိုတဲ့ဟာလေးကိုမှတ်ထားပေးပါကျေးဇူးအများကြီးရှိခဲ့တယ်ပေါ့ဘယ်လိုနေရာမှာသုံးမလဲဆိုရင်ကျွန်တော်ဥပမာအဖြစ်ဒီအလုပ်မှာပေါ့နော်ကြာကြီးလုပ်ခဲ့ပြီးတော့ကျွန်တော်တို့အလုပ်ထွက်ခံဒီအချိန်ကျရင်အီရိုဆဲဝါနီနာဒီမတ်စတာအမျိုးမျိုးဟိုဟာပေါ့နော်ဟိုဆဲဝါနီဆိုရင်စောက်ရှောက်ခြင်းဖြစ်လာခဲ့တယ်ဆိုရင်ဟိုဟာဘယ်လိုပြောရမလဲအမျိုးမျိုးကူညီစောက်ရှောက်ပေးခဲ့တယ်ဆိုတဲ့အတိတ်ပဲနဲ့ပြန်လို့ရတယ်ပေါ့နော်အီရိုဆဲဝါနီနာဒီမတ်စတာအာရီဂါတိုကိုဆိုင်မတ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်အဲ့လိုမျိုးအတွဲလိုက်လေးသုံးတယ်ပေါ့နော်ကျေးဇူးအများကြီးရှိခဲ့တယ်လို့ပြန်ခဲ့ရင်လည်းရပါတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်အလုပ်ထွက်တဲ့ခါကျရင်ပေါ့နော်ကျွန်တော်နှုတ်ဆက်တဲ့ခါကျလို့ရှိရင်လည်းသုံးလေးရှိပါတယ်နှုတ်ဆက်တာဆိုမှကျေးဇူးမရှိတယ်လို့တော့မပြောဘူးပေါ့နော်ဥပမာအဖြစ်စီနီယာတွေကကျွန်တော်တို့စာတွေပိုင်းတင်ပေးတယ်အဲ့လိုမျိုးကျေးဇူးတွေရှိခဲ့တဲ့အတွက်ကြောင့်ပေါ့နော်နောက်အလုပ်ပြောင်းကနေကြရင်ဒီလိုမျိုးလေးပုံမှန်ပြောလေးရှိပါတယ်အဲ့လိုချိန်ကျရင်တော့ဒီစကားလုံးလေးသုံးမယ်ပေါ့နော်ဂမ်ဘာဒီမဆိုတာကျွန်တော်စူးစမ်းပါမယ်ဆိုတဲ့အထိပ်ပဲပါဒါတော့ကျွန်တော်ကြားဘူးမယ်လို့ထင်ပါတယ်ရေးလေးကြည့်ပါပေါ့နော်ပထမဆုံးကျွန်တော် interview တွေပဲဖြေခဲ့လို့ရှိရင်ဖြေရမယ်ဆိုရင်ကျွန်တော်တို့ဝကာနိုင်ခုတ်ကအာဒီမတ်ကနားမလဲရရှိပြီမဲ့ဂမ်ဘာဒီမတ်စူးစမ်းပါမယ်ဒီလိုစကားလုံးလေးကိုကျွန်တော်တို့အာမဘန်နေခံပြီးပေါ့နော် interview မှာဖြေလေးရှိကြပါတယ်ဂမ်ဘာဒီမတ်ဂမ်ဘာဒူကလာပါတယ်စူးစမ်းပါမယ်ပေါ့နော်ဒို့ဆို organic တဲ့ကျမ်းမစွာနဲ့ခြံရည်နေခဲ့ပါပေါ့နော်အဲ့လိုထိပ်ပဲပါ
နောက်တစ်ခုကဘက်တူနာမှုဆိုတာကျွန်တော် BNN ကိုပြောတာပါ Okay အဲ့ဒါဆိုရင်တော့ဒီဗီဒီယိုကတော့ကျွန်တော်တို့25ရဲ့ forecast ပေါ့နော်ဒီလောက်ပါပဲအဲ့တော့နားမလည်တဲ့ဟာလေးတွေပေါ့နော်ကိုပါကိုရှာကြည့်ကျွန်တော်တို့ပြီးလို့ရှိရင်ဒီဟာတွေအကုန်လုံးပေါ့နော်မှတ်ထားပေးပါအဲ့ဒါဆိုရင်တော့ဒီဗီဒီယိုကဒီလောက်ပါပဲအားလုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်